သူများတွေမတက်ရဲတဲ့သူကိုကျွန်တော်ကိုယ်တိုင်တက်မယ်သူများတွေမစီမံနိုင်တဲ့ကိစ္စတွေကိုကျွန်တော်ကိုယ်တိုင်ဝေရောက်စီမံပေးမယ်လို့ကျွန်တော်တခုပဲပြောခဲ့တာပါဒီစကားတစ်ခုကပဲလုံဟုတောင်ကဝေယုံနီဝေယုံခရမ်းဆရာတခင်ကြီးတွေအားလုံးကိုဒူးတော့စေခဲ့လို့နိုင်ငံတော်စစ်အရာရှိကြီးတွေကိုပါတုံးလုံးချောက်ချသွားစေခဲ့ပါတယ်တကယ်တော့ကျွန်တော်ဟာတခြားကဘာကနေကူးပြောင်းလာတယ်ဖုတ်ကောင်တကောင်ဖြစ်ပေမဲ့လည်းမြင့်မြတ်တဲ့ခရမ်းဝတ်စုံကိုဝတ်ဆင်မြန်းလာပြီးဘယ်ဘက်လက်မှမိုးကြိုးပညာညာဘက်လက်မှာတော့တာဝပညာတွေကိုအထွတ်ထိပ်ရအောင်တက်ပြောင်ထားလို့ပဲဖြစ်ပါတယ်ဒီပေါင်းများစွာကြာပြီးရဲ့နောက်လုံဟုတောင်ဟာကြီးမားတဲ့ဘေးဒုက္ခနဲ့ရင်ဆိုင်ရချိန်မှာတော့ဖုတ်ကောင်တကောင်ဟာကောင်းကင်ရန်ကနေရုတ်တရက်ပေါ်ထွက်လာခဲ့ပါတယ်အတူမဲ့ဆွမ်းအားတွေနဲ့လောကကြီးကိုစိုးမိုးထားတဲ့မိတ်ဆွေတို့ရေကျွရဲ့ဝဲကုန်းရဲ့လောကစီကိုခဏခဏလောက်အလားဦးလည်းပဲပို့ဘလို့သဘောရတယ်။အဲ့ဒီချိန်မှာတော့ခေါင်းတလားထဲမှာလေးလျောင်းနေစေဖြစ်တဲ့ကျွန်တော်ဟာဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုအသေးအတန်ပြန်လည်သိရဖို့ကြိုးစားနေပြီးပါတယ်။သတင်းကောက်ကတော့ကျွန်တော်တခြားကဘာကိုပြောင်းလာတာဖြစ်ပြီးသတင်းဆိုးကတော့ကျွန်တော်ကိုယ်တိုင်ဖုတ်ကောင်ကောက်ဖြစ်သွားတာပါပဲ။ဒါလည်းမကသေးဘူးကျွန်တော်တည်ဆုံးနေကြတာနှစ်ပေါင်း600ကျော်လောက်ရှိနေပါပြီ။ကျွန်တော်များကြီးဆက်မစင်းစားသေးခင်ပါပဲ။အပြင်ဘက်ကနေကြောက်ချက်နဲ့စူကြံတန်တွေကိုကြားလိုက်ရပါတယ်။အဲဒီနောက်မှာတော့လူကခေါင်းတလားကြီးပွင့်သွားပြီးတခိုးလေးတချို့ကျွန်တော်အနာကိုရောက်ရှိနေတာကိုချက်ချင်းအောင်ခံမိလိုက်ပါတော့တယ်။ကိုကျိုးဝေဒီလောက်ကိုကြည့်ပါဦး။သူကခဲအောင်ဝေယုံကြီးတော်ဝတ်ထားသေးတယ်။ကြားဘူးတာတော့ခဲအောင်ဝေယုံဆိုတာလောက်ကုတ်တရားဆရာတွေထဲမှာအဆင့်အတန်းအမြင့်ဆုံးပုံကိုယ်တွေပဲဝတ်ဆင်တာပါ။ဒါပေမဲ့ဒီပြုတ်နေထားတဲ့အဖိုးတန်ပစ္စည်းတွေကတော့တိတ်ပြီးဖိုးတန်မမရဘူးနော်။ကျွန်တော်ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့မရပေမဲ့အာယုခံစားမှုတွေကတော့ထူးထူးခြားခြားကိုကောင်းမနေပြီ။ဘယ်လောက်ထိလဲဆိုရင်သူ့ရဲ့အသက်ရှူတန်းကိုနားထောင်ရုံနဲ့တစ်ဖက်လူရဲ့အသက်အရွယ်နဲ့ခန္ဓာကိုယ်တွေကနာကျင်မှုဝေဒနာတွေကိုပါခွဲခြားသိမြင်နိုင်တဲ့အထိပါပဲ။တကယ်ကိုထူးဆန်းလို့ပါတယ်။ဒီလောက်ကပုံသုံးမတော်တဲ့ပြင်ဒီလောက်တော့အကောင်းပရိအတိုင်းရှိနေတာပါပဲ။ပြီးတော့သူ့ရဲ့ဥကောင်းပုံမှာလည်းတစ်ခုခုရေးသားထားတဲ့ဝါရောင်အစ်စာရွက်ကြီးတယောက်ကိုကတ်ထားသေးတယ်ဗျ။စစ်သူကြီးရောက်လာပြီးရတယ်။ကျွန်တော်ခန္ဓာကိုယ်ကိုလူတစ်ယောက်ကမှပြီးအပြင်ကိုလော်ကြီးတက်ဆောင်သွားကြတာကိုခံစားလိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲကျွန်တော်ရဲ့စိတ်အာရုံထဲမှာ electronic အတန်တစ်ခုထွက်ပေါ်လာပြီးခေါ်ယူပါတယ်လို့ပြောလိုက်ပါတယ်။အရှင်သခင်ဟာ check-in system နဲ့ချိန်ပြီးဆက်သွယ်ပေးသွားပါပြီ။အခုဆိုရင်လက်ဆောင်အသစ်အနေနဲ့နှစ်ပေါင်း100စာကျင့်ဆွဲရတွေကိုပေးလိုက်ပါတယ်တဲ့။ပြောင်လေးနဲ့တစ်ခုဖြာချလာပြီးလက်စကတ်အတွင်းမှာပဲကျွန်တော်ရဲ့ခေါင်းတွေဟာစာပေါင်းများစွာတိုးပွားလာခဲ့ပါတယ်။ဒါပေမဲ့လည်းဥကောင်းပေါ်မှာကတ်ထားတဲ့အဝါရောင်အစ်စာရွက်ကပိတ်ပင်မှုကြောင့်ခန္ဓာကိုယ်ကတော့လှုပ်ရှားလို့မရနိုင်သေးပါဘူး။ကြာခင်ပါပဲလက်လျှောက်လုံးရိမ့်ထွေးနေကျွန်တော်ကိုလူတစုကတင်ဆောင်သွားကြပါတော့တယ်။ဒီပြောင်လာတဲ့တသားငယ်လေးထဲမှာထည့်သွင်းထားတာပါ။အဲ့ဒီချိန်အပြင်ဘက်မှာတော့ကုန်းဒီကားကိုမြည်ပြီးစလီတောင်းနေတဲ့မျိုးသားတယောက်ဟာဟိလက်တော်လုံးနေတဲ့လေတံနဲ့တကယ်ကိုထူးဆန်းတာပဲလို့ပြောလိုက်ပါတယ်။ဒီလောက်ကလဲသုံးတစ်ပေါင်းရာချီဖြစ်နေပြီဖြစ်ပြရတယ်။ဘာလို့ခုဒီမတုံဘူးသွေးရတယ်လို့သူကဆိုပါတယ်။ကောင်းပေါ်ကခြေလေးကိုတပတ်နဲ့တုံနေတဲ့နောက်တဲ့လူပါကြီးကြားလေ။အဲ့ဒီစကားကိုကြားတဲ့အခါမှာတော့ခေါင်းစဉ်ကိုဒရက်ဆက်ညှိပြရင်လည်းခေါင်းကိုဒရက်ဆက်ညှိပြရင်လည်းဟုတ်တယ်ဒီဝါရောအစ်စာရွက်တွေကဇိုမီတွေကိုနေနေမတော့တာမဟုတ်လားလို့ပြောလိုက်ပါတယ်။ဒါဆိုငါကဇိုမီဒီကောင်များလားလို့ပြောလိုက်တဲ့ကြိမ်နဲ့ပါပဲ။အဝိဇ္ဇာအပူချိန်ဟာရုတ်တရက်ဆိုလို့အိတ်စိတ်သွားပါတော့တယ်။စလီတောင်းနေတဲ့မျိုးသားဟာအပူချိန်နဲ့တက်ကြသွားချိန်မှာတော့သူ့ကိုဒေါသကြီးစိုက်ကြည့်လိုက်ပြီးရှောက်မပြောနဲ့။အတို့ဒါတွေအများကြီးကျူးဆိုင်နေစရာမလိုဘူး။လောင်းကိုသူ့လက်ထဲအပ်လိုက်ရင်လှုပ်ပြီးဇိုမီဖြစ်မဖြစ်ငါလည်းလုံးဝမဆိုင်ဘူးလို့ပြောလိုက်ပါတယ်။အချိန်ထဲမှာပဲနာမည်ကျော်လုံဟူတောင်တွင်းမှာလည်းအခုဆိုရင်အခြေအနေတွေဟာအကြီးကျယ်ရုပ်တည်ဖြစ်နေပါပြီ။ခံရထက်ဝလာတဲ့လုံဟူတောင်တင်းကြိုင်မြေဟာတင်းကြိုင်တစ်ခုရဲ့လက်ချက်နဲ့မှွေလောင်းခံလိုက်ရပြီးကောင်းကင်ဘုံဆရာကြီးရဲ့ရုပ်လောင်းမှာအခုခံလိုက်ရတာဟာလုံဟူတောင်ရဲ့ဂုဏ်သိက္ခာကိုအကြီးကျယ်ဆောင်ခံလိုက်ရတာပါပဲ။အဲ့ဒီချိန်မှာပဲအရက်မျက်နှာအသီးသီးကလောကုတ္တရာဆရာတွေအားလုံးဟာဒီပိုင်းလက်ထဲထွက်ပေါ်လာကြပါတော့တယ်။ရှင်းပြတာအာယုခံကွန်ပါတဲ့သူ့ရဲ့ဆံပြတဲ့ကျန်းစာတွေကိုအသုံးပြုပြီးကိုပေါ့သူရဲ့စိတ်နဲ့စိတ်ထားကိုတွက်ချက်ဖော်ထုတ်နေခဲ့ပါတယ်။ဒီဘက်မှာလည်းကျွန်တော်နောက်တစ်ချိန်တန်ကြားလိုက်ရတဲ့အချိန်မှာတော့ဖန်အောင်စောတစ်ခုထဲမှာပြေးလောက်ခံရမှန်းသိလိုက်ရပါတယ်။ဒီဘက်မှာတော့လူတွေအများကြီးဝိုင်းအောင်ကြည့်နေကြပြီးတုံးရိုက်တဲ့သူတွေကလည်းမနှဲပါဘူး။ဝန်တရေကြီးဒီလားတကယ်ကိုတက်တိခဲပဲဗျာ။လုံတောင်ကကိုတောင်တိုးရဲတယ်ဆိုတော့အလိုရှိစီရင်နဲ့ပါသွားမှအောင်ကြောက်ဘူးလားလို့အပြင်ကနေဝိုင်းပြီးဆွေးနွေးနေကြတဲ့အတန်းတွေထွက်ပေါ်လာပါတယ်။ဝမ်လောင်ပန်လို့ခေါ်တဲ့ဒီလူကတော့ဘာကိုမှဂိမ်းမဆိုင်တဲ့အပြင်လက်ထက်ကဝိုင်းခွက်ကိုမြောက်လိုက်ပြီးမင်းတို့ဒီလောက်အစ်တိုင်းပြည့်တဲ့အလောင်းကိုသာနိုင်ငံခြားမှာရောင်းနိုင်မယ်ဆိုရင်တို့တွေဘလောက်တော်မြင်မလဲဆိုတာစဉ်းစားတာကြီးဒီလောင်းကတကယ်ကိုပြည့်စုံလို့နဲ့ပို့တိုးနေရဲ့ရေးအောင်တော့တစ်စမ်းမှမရှိဘူး။အနည်းဆုံးတော့ရွက်တန်းပေါင်းစက္ကန့်လောက်တန်ပါပဲ။ဒါပေမဲ့အခုချိန်မှာနိုင်ငံခြားကိုခရိုဘူကတိတ်မလွယ်လာဘူး။အခုကရဲတွေကလည်းဝယ်ရန်ထုတ်ထားတာမဟုတ်ဘူး။လုံတောင်ကအဲ့ဒီတောင်ဆရာကြီးတွေပါဝိုင်းပြီးလိုက်ရှာနေကြတာ။ပြောရမယ်ဆိုရင်ဝမ်လောင်ပန်ကတကယ်ကိုတက်တည်ခဲ့ပဲ။လုံတောင်ကကိုတိကျကိုတော့မှွေရဲတယ်ဆိုတော့လေဒီစကားတွေကြားပြီးရဲ့နောက်လူတိုင်းကဝမ်လောင်ပန်ကိုလက်မထောင်ပြီးမချီကျူးပဲမနေနိုင်ကြပါဘူး။ဒီဝန်ကတော့ငါကိုကြားပြီးခဏမျှပေးတတ်သွားခဲ့ရပါတယ်။ဒီချင်းဆိုလို့သူဟာအားရပါဟားတိုင်ရီမောရင်ဘာကိုကြောက်နေရမှာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။ဒီခေတ်ကြီးထဲမှာပတ်စံရှိဖို့ကအရာတိုင်းရဲ့အဓိကတော့ချက်ပဲမဟုတ်လား။ကျွန်တော်လူတွေနဲ့လည်းအဆက်ဆက်ရရချိတ်ဆက်ပြီးပါပြီ။ဘယ်နဲ့ပြန်ကြရင်ဒါတွေကိုနိုင်ငံခြားကိုတင်ပို့တော့မှာပါ။အဲ့ဒီချိန်ကျရင်တော့လုံတောင်ကလူတွေလည်းကျွန်တော်ကိုဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူး။ဖန်သားအိမ်ထဲမှာမြင်နေရတယ်။ကျွန်တော်ရဲ့မျက်နှာအမူအရာဟာအေးဆက်ချောချောပဲကောင်းနေပါတယ်။ဒါဟာဇိုမီတကောင်ဖြစ်ကူပြောင်းဝင်စားလာခဲ့ရတဲ့အကျိုးဆက်ကြောင့်လားဆိုတော့ကျွန်တော်လည်းမသိကြပါဘူး။ကျွန်တော်ရဲ့စိတ်ကစားချက်တွေကလည်းအရင်ကတည်းကအများကြီးပို့ပြီးတော့အေးဆက်မေးမိလာခဲ့ပါပြီ။အဲ့ဒီချိန်မှာပဲလေဘီအေးလေးတစ်ခုဟာညင်သာစွာနဲ့တိုက်ခတ်လာခဲ့ပါတယ်။ပတ်ဝန်းကျင်ကမီးလုံးတွေဟာရုတ်တရက်ဆိုလို့မှောက်တိကျသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အထူးတပ်ဖွဲ့ဝင်ဆရာကျော်ဟာစက်တနက်ကိုစီခိုင်းပြီးဝင်းရင်ကနေလျှက်ပြက်တွေခုန်ဆင်းလာကြပါတယ်။ပေါင်းပိုက်နေတဲ့အထဲမှာတနက်ပစ်ခတ်တန်နေတဲ့အတူမိပွင့်တွေဟာနေရာနဲ့ပြန့်နှံ့သွားပြီးတက္ကနာတွင်မှာပဲငွေလုံးရုပ်တက်ဖြစ်သွားခဲ့ပါတယ်။ဝမ်လောက်ပန်ဆိုရင်လည်းခုနကလိုတင်းကျပ်အေးစိနေတာမျိုးမရှိတော့ပဲအခုတော့လက်တကောင်လုံးတော်တော်ရည်ရည်နဲ့ချောင်းထဲမှာကွေးနေအောင်ပေါအောင်နေရရှာပါတယ်။ကြီးစံတွေဟာဘဲညာမလျှောက်ဝဲပြန်နေပြီးကျွန်တော်ရှိကဖန်သားပြေအကွဲကာကိုလည်းတော်များများလာမနေခဲ့ပါတယ်။ခဏချင်းပါပဲအရာအလုံးဟာမြေပြင်ပေါ်မှာအစိမ့်စိမ့်ပေါ်မှာကွဲရသွားပြီးကျွန်တော်တယောက်တည်းအလဲမှာတွေ့ဝေထိလန့်စွာနဲ့ပဲရက်ချန်နေခဲ့ပါတယ်။ရုပ်ရက်ဆိုလို့ရောက်ရက်ခတ်နေတဲ့ခြားကနေသတိထားကြစမ်းအားတို့ဘိုးဘီရဲ့ရုပ်နှောင်းကိုမထိစေနဲ့ဆိုပြီးစိုးရိမ်ကြီးတဲ့အဟိတ်တတစ်ခုကိုကြားလိုက်ရပါတယ်။မိတောက်တွေဝင်းရနေတဲ့ခြားကနေရဲတပ်ဖွဲ့တာဝန်ခံကဖယ်ပေးကြပါ။ဖွဲ့လူတွေကလည်းလည်းအပြည့်စုံတက်ဆင်ထားတာမို့တတိထားပါ။ကျွန်တော်တို့အလောင်းကိုမရမကပြန်လွှိပါမယ်လို့အလင်းစလို့တတိပေးလိုက်ပါတယ်။
တစ်ဖက်မှာလည်းဝန်တရေးစီကနေဒီကမျက်မှန်တက်ထားတဲ့လူတစ်ယောက်ကရှေ့ကိုရဲရဲဝံ့တိုးထွက်လာပြီးအားလုံးကိုဟန်ထားလိုက်ပါတော့တယ်ဒီအရှိန်ဝါကိုကာကွယ်ယူပြီးသတိထားဆုတ်ခါကြမယ်လို့ပြောစောနဲ့သူဟာဝန်တရေးကိုတွဲထူလိုက်ပြီးတော့ကျွန်တော်တို့မှလာဖို့ပါဆိုပြီးရှေ့ကိုတိုးထွက်လာခဲ့ပါတယ်တစ်ဖက်မှာတနေ့ဒီတိုင်းတိုင်းဖြစ်ခဲ့နေတဲ့သူဟာကြွကြင်စွာရှောင်းနေခဲ့ပါတယ်သူ့ရဲ့အရှိန်ဝါကြောင့်ကြီးစက်တောင်းမှဒီဘက်ကိုမလာပဲတမင်တကာကိုရှောင်ပေးသွားသလိုပါပဲဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်ထူးခြားချက်ဆက်လို့ရှာလာပြီးအထူးသဖြင့်အဲ့ဒီသွေးညီတဲ့ကကျွန်တော်တို့ကလုံးမှာရှိနေတဲ့ဆဲတွေကိုဖိထောက်တက်ဖြစ်စေပြီးအသက်ရှူတန်းတွေကိုပါမြန်ဆန်လာစေခဲ့ပါတယ်ရုတ်တရက်ဆိုသလိုကောက်ကင်ရရဲဟိန်ပေါ်ကနေချောင်ဖွေးမိပေါင်းတွေဟာအောက်ကိုထိုးချလာပြီးကျွန်တော်တို့ကိုအသေးလဲပွားထိုင်းလိုက်ပါတော့တယ်အလေးတက်တွေကကျွန်တော်တို့ကလူတချို့စီကြောက်သွားပြီးလက်တက်တွေအခုချစ်ချချလိုက်ကြစမ်းလို့ရုတ်တရက်အော်ဟစ်လိုက်ပါတယ်အဲ့တို့တွေဒါကိုတက်ကြစွာနဲ့ညီချက်စွာဖြစ်ရှုလို့ရနိုင်ပါသေးတယ်လို့ပြောလိုက်ပေမဲ့လည်းအဲ့ဒီချိန်မှာပဲတာဝဖုန်းကြီးတစ်ပါးကရှေ့ကိုထွက်လာပြီးမင်းမေကိုသွားအားတို့ဘိုးဘေးကိုအခုချစ်ချင်းလွတ်ပေးစမ်းမဟုတ်ရင်တော့ငါ့ရဲ့လျှက်စီးတံကိုဖျက်ရမယ်လို့သာပန်းလို့အားတို့ဘိုးဘေးရဲ့ရုံနောက်ကိုကြီးကားပြစ်ထတော့ရဲမယ်ဆိုရင်တော့မင်းကိုငယ်ဆက်ရှိတဲ့တိပို့ပြမယ်လို့ဒေါသကြီးဆင်းဆွချင်းပေါက်လိုက်ပါတော့တယ်ဒီစကားကိုကြားလိုက်ရတယ်ဝန်သွေးကြီးခေါ်လာတဲ့ဘက်ကတော့တိတ်ပြီးထင်လည်သွားပုံမရပါဘူးဘာလို့လဲဆိုတော့သူတို့အားလုံးဟာနိုင်ငံတကာအစ်စ်ဆွမ်းရှင်တွေဖြစ်ပြီးတော့ဒီနေရာကနေလွတ်မြောက်ဖို့ရအတွက်အခွင့်အရေးကိုစောင့်ဆိုင်နေကြလို့ပါပဲဒီနေရာကနေထွက်သွားဖို့ကတော့လွယ်ပါတယ်လို့မြင့်မှန်ပဲတက်ထားတဲ့မျိုးသားကဝန်လောင်ပန်ကိုအရင်ဆုံးစကားဆပြောလာပါတယ်မင်းသားအစင်သစ်ဖြစ်ရင်ငါတို့မင်းကိုဒီနေရာကနေချစ်ချစ်ခေါ်သွားပေးမယ်ဒါပေမဲ့ဒီရှေ့ပစ္စည်းတွေကိုတော့ငါတို့ကြည့်သွားလို့မရတော့ဘူးဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ဝန်လောင်ပန်ဟာတခဏအတွင်းမှာပဲဆိုတာသွားခဲ့ပါအေးကြည့်တာမှန်ပဲကိုယ့်တက်ကပေါ်ပြီးတန်ဖို့ရှိရမဟုတ်လားသူကစိတ်ကိုပြစ်ပြသားဆုံးဖြတ်ပြီးငါ့ကိုခေါ်သားပါဒါပေမဲ့ဒီပစ္စည်းတွေအားလုံးကိုတော့အကုန်ဖျက်ဆီးပစ်လိုက်လို့ပြောလိုက်ပါတယ်ခေါင်းဆောင်ပြသူကလည်းလက်ကိုတစ်ချက်ဝေရမ်းလိုက်ပြီးချက်ချင်းပဲစတင်လှုပ်ရှားကြပါတော့တယ်။ဘက်လည်းမှာရှိတဲ့ရှေးအောင်ပစ္စည်းတွေဟာတစ်ခုပြီးတစ်ခုသူတို့လက်ထဲမှာပျက်စီးကုန်ပြီးပန်ကွဲတန်တွေကလည်းပုံပုံပြီးချောင်းလာပါတယ်။ကျွန်တော်တယောက်တည်းသာတိုင်းတဲ့လို့ဆစ်လှုပ်ရှားနေပြီးဟုတ်တယ်မြန်မြန်လှုပ်ကြစမ်းကျွန်တော်ခေါင်းပေါ်ကမနက်ဆက်ကူကိုမြန်မြန်ဆက်ခွာလိုက်စမ်းပါလို့စိတ်ထဲကတောင်းဆိုနေပြီးချိန်ပါပဲ။လေပြင်းတစ်ခုပြည့်ထသွားဖွေရတက်ခတ်သွားတဲ့အတူကျွန်တော်ခေါင်းပေါ်မှာကတ်ထားတဲ့ဘာကွေးအောင်မနက်ဆက်ကူဟာလေးနဲ့တူလွတ်စင်ကပြုတ်ကျသွားခဲ့ပါတယ်။တစ်စက္ကန့်အတွင်းမှာပဲအယုဒယ်ဒီစိတ်ဝင်သွားမယ်။အေးဆက်ဆက်အခွေတက်ဟာလူတိုင်းလုံးသားတွေကိုဝင်ရောက်လာပြီးပတ်ဝန်းကျင်အပူချိန်ဟာလည်းရုတ်တရက်ဒီဂရီပေါင်းများစွာထိုးဆင်းသွားပါတော့တယ်။တက်တော်ဆောင်တယောက်ကစကားဆလိုက်ပြီးဝါလောင်ပန်ကိုခေါ်ဆောင်တော့ပြင်လိုက်တဲ့အချိန်မှာပဲခွန်တတိကတော့အမြန်ပဲနောက်လည်းကြည့်လိုက်စင်ပါနေပဲရုတ်တရက်ကြောက်အားသွားပြီးနေရာမှာရက်တက်သွားခဲ့ပါတယ်အကြောင်းကတော့မိုးလာကအလောင်းခေါင်ကောင်တက်တက်တာဖြစ်ခဲ့တဲ့ကျွန်တော်ဟာအခုချိန်မှာတော့ဘယ်လိုအစုံကိုပြူးချယ်ဆောင်ဖွင့်ပြီးသူတို့ကိုစိုက်ကြည့်နေလို့ပါပဲလူစက်တဲကနေအပြေအောင်အဝတ်တက်တွေမှုတ်ထုတ်လိုက်ရင်ကျွန်တော်လည်းဘင်းကိုတစ်ချက်လောက်ထုတ်လိုက်ပါတယ်ဒီလောက်ဟာလက်ပေါင်းချက်အောင်တိုင်းတစ်ချက်ကလေးရောင်မှမလို့ရှားခဲ့ပါဘူးအဲဒီတော့မှတော့ချစ်ချစ်ဆိုးလို့ကိုလှည့်လိုက်ပြီးတယောက်ကိုဖမ်းချုပ်လိုက်ပါတော့တယ်ဝါလောင်ပန်ကသူ့ရဲ့ပါဇက်ကြီးကိုချစ်ချစ်ဟာပြီးသူ့ရဲ့လယ်ဘင်းကိုအားပါးတရကိုက်ချလိုက်ပါတယ်ချစ်ချစ်ဆိုးလို့ပဲချုံပြလာတဲ့သွေးတွေဟာပါဇက်လေးကနေတစ်လက်ချောင်းတွေကိုဒလောစီးစစ်သွားပါတော့တယ်ကျွန်တော်ရဲ့စောင့်ကြည့်မှုအောက်မှာနေ boss 1ဟာပြေးပြေးတဲ့6ကနေရဲ့လောက်ကောင်ကြီးဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။တောင်းရှင်းစကင်ကိုဂုဏ်ပြုပါတယ်။ပထမဆုံးအချိန်ဒီစိတ်ခန့်တဲ့မှုကိုချုပ်ပြတ်ပြီးပြည်ကိုပထမဆုံးမီးစက်နိုင်ခဲ့တဲ့အတွက်ဆုလက်ပြည့်နှစ်ပေါင်း300ကျည်စင်ကိုရရှိခဲ့ပြီး Flying Jet ရဲ့အလဲလဲစစ်ဘိုးဘေးဖြစ်သူရောက်ရှိသွားပါပြီ။အဝေးကတာအိုဆရာတွေဟာလည်းတောင်းတဲ့ကြားနဲ့နေရာမှာနေဆွတ်သွားကြပြီးဒါကငါတို့ရဲ့ဝစ်စုံခဲရောင်နဲ့ဘိုးဘေးကြီးတကယ်ပဲလားဆိုပြီးအဟောင်းပင်တန်နေကြပါတယ်။လက်ဆရာကြီးဟာအခုဆိုရင်လူသွေးတွေကိုစုပ်ပြီးဒိုင်းဘီတကောင်ဖြစ်နေပြောင်းလဲသွားခဲ့ပါပြီ။ဝမ်လောင်ပန်ကိုအချစ်ချင်လွတ်လိုက်စမ်းလို့ဆွမ်းရှိတယောက်ကရုတ်တရက်ဒေါသကြီးဟင်းအောင်လိုက်ပြီးသူ့ရဲ့အိမ်ယာမလက်သီးကြီးနဲ့ကျွန်တော်စီကိုပြပြတန်တန်လွှဲရိုက်လိုက်ပါတယ်။သူကကွာကြည့်တဲ့အဆွမ်းရှိတယောက်ဖြစ်ပြီးဒီလက်သီးတစ်ချက်ကနွားတစ်ကောင်ကတော့အသေးတက်နိုင်ဆွမ်းရှိပါတယ်။လုံးဆိုတဲ့ကျဲလောက်တန်တဲ့အတူအယိုးတွေတစားစီကျိုးရသွားတဲ့အတန်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဘာတရားမှမရပဲအကောင်းတိုင်းပါပဲ။ဒီကဲမှတော့ကျွန်တော်ကိုရေတိုက်ခတ်ခဲ့တဲ့သူရဲ့ညာဘက်လက်ကသာတစားစီကျဲပွားသွားခဲ့ရတာပါ။ကျွန်တော်ကတော့ခေါင်းကိုပြပြကျွန်းလှည့်လိုက်ပြီးအဲ့လူကိုစီစီဝါဝါချိတ်ကြည့်လိုက်ပါတယ်။မိမိကိုလက်သီးနဲ့တို့6နဲ့ကန်တဲ့ဆွမ်းရှာစွတ်စစ်တဲ့အဝေးတစ်ချက်ကိုပုတ်ထုတ်လိုက်ပြီးသူ့မျက်လုံးတွေကိုချစ်ချစ်ပဲအပြာကိုကွယ်သွားစေခဲ့ပါတယ်။ဒါကိုကြည့်ပြီးတော့ဇွန်ဘီဘီရင်ကတော့အေးဆက်ဆက်လောင်လိုက်ပြီးသူ့ရဲ့သွေးနေအောင်သွားတွေကိုဖျက်ပြိုင်နေအားကိုဒွိုင်းလာဖြစ်သုံးခဲ့တာမင်းပဲဘောလို့ပြောလိုက်တဲ့ပြိုင်နဲ့ပါပဲရှည်လျားပြီးမဲတဲ့နေရဲ့လက်ညှိုးလက်သေးတွေနဲ့ရှစ်ကိုတစ်ချက်တည်းထိုးပေါက်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုဆွဲယူပါလဲမင်းကိုအားပါတရားကိုက်ချလိုက်ပါတယ်လူတိုင်းစောင့်ကြည့်နေမှုအောက်မှာကျွန်တော်ဟာလူတွေကြားထဲညင်တက်နေခဲ့ပြီးဒါ6တင်နေတဲ့မြေကြီးပေါ်ကိုမိုးဦးကျရေစက်တွေကျလာသလိုပါပဲဒါပေမဲ့ဘေးနားမှာရှိနေတဲ့တာအောင်ဆရာတွေနဲ့ရဲသားတွေအားလုံးကိုအတော်လေးထိလှန်သွားစေခဲ့ပါတယ်ဆရာကြီးဒါကခင်ဗျားတို့ရဲ့ဘိုးဗန်ပစ္စည်းမဟုတ်လားလို့ရဲတပ်ဖွဲ့တာဝန်ခံကဒရိန်းပြချိုင်ပေးလိုက်ပါတယ်သူဟာတကယ်ကိုပဲကြည်ကြံလာသွားခဲ့တာပါသူရရှိလာတဲ့တာဝန်ကတော့ကိုပိတ်မဲ့ဖော်ထင်းသူတွေကိုဖမ်းဆီးဖို့နဲ့တာဝန်အသင်းကိုကူညီပြီးတော့ငကားကြောက်တော်ကရုပ်အလောင်းကိုပြန်လည်သိမ်းဆည်းဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီရှင်းအောင်ပစ္စည်းကြီးကအရှင်းလက်လက်ဖြစ်နေရုံနဲ့မကပဲသူတို့ရဲ့မျက်မှောက်မှာနေသွေးဆုံနေလိမ့်မယ်လို့တော့ဘယ်သူမှမထင်ထားခဲ့ပါဘူးအလားပါရှိနေတဲ့ချင်းဆန်းကတော့ဒီတစ်ခေါက်ငကားကြောက်တော်ကနေလာတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးသူ့ရဲ့အစင်တန်းကပုံပြီးတော့တူကြပါသေးတယ်သူကလက်ရှိခေတ်လက်ဆရာတခင်ကြီးရဲ့ညီတစ်ပည့်တယောက်ဖြစ်ပြီးဂုံထွက်ပြင်ပါသူဖြစ်ပေမဲ့အခုချိန်မှာတော့သူ့ရှိကမြင်ဝဲကြောင်းအရန်တုံလို့သွားပြီးမျက်နှာတစ်ခုလုံးလည်းပြလှမ်းနေခဲ့ပါတယ်သူကလက်လက်ဘက်ကိုတင်းတင်းဆုပ်ထားရတဲ့အဘိုးတခင်ကြီးချိန်တယောက်သွေးဆုပ်ပုတ်ကောင်ဖြစ်သွားရတာကိုမြုံနိုင်လောက်မြင်တွေ့လိုက်ရပါတယ်ချိန်စာသစ်ပါသည်ဒါအသေးချာပေါင်းဒီကူပေါက်တစ်ခိုးတွေလက်ချက်ပဲဖြစ်ရမယ်သူတို့ကြောင့်အဘိုးတခင်ကြီးရဲ့ရုပ်အလောင်းဟာအခုလိုသွေးဆုပ်ကောင်ဖြစ်နေပြောင်းလဲသွားတာခင်ဗျာပါအဲ့ဒီချိန်မှာကျွန်တော်ကတော့အဝါစားတော့ပြီးရတော့လက်ပြစ်တစ်ရှည်တစ်ချက်ကြီးချလိုက်ပါတယ်ခန္ဓာကိုယ်ပေါ်အရေးပြားတွေနဲ့အသားစားတွေကလည်းအရင်လုံးကြောက်ကြောက်ကက်ကမဖြစ်မနေတော့ပဲအတိုင်းအပြည့်ထူလာခဲ့ပါတယ်ခေါင်းပေါ်ပြီးပဝစ်ချီကိုကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်ရှိကမြေခွေးကြောင့်ရုပ်ပြက်အအောင်တင်ပြီးကြောက်တော့ခဲ့ရပါတယ်ဒီနေရာမှာဘာလို့တောက်ချစ်စင်တပည့်တွေလောက်တော့အများကြီးရှိနေရတာလဲဘိုးကြီးမကြောက်ပါနဲ့တပည့်ရန်တွေကဘိုးကြီးကိုကျွတ်လွန်အောင်လှုပ်ဝေးဖို့ရအတွက်ရောက်လာကြတာပါလို့သူတို့ကအဟွေးလိုက်ကြပါတယ်ရုပ်ပြက်ဆိုသလိုပဲတို့ကြီးကျန်းတဲ့တောက်ဆရာကြီးတယောက်ကအကြိုက်ကြီးဟဲအောင်လာပြီးဝါကွေးအောင်တောက်ဝစ်ဆောင်ကိုဝစ်ဆင်ထားတဲ့သူဟာရုပ်ပြက်ခုံထွက်လာခဲ့ကညာဘက်လက်မှာမတ်မတာတာကိုချစ်ချစ်ပါအောင်ဆုပ်ကိုင်းပြီးကျွန်တော်စီကိုရှေ့လို့ပြုံးလာပါတော့တယ်
သူရဲ့နောက်မှာတော့ဝါကွေးရဝတ်ဆောင်ဝဲတပည့်တောင်းတယောက်ကလည်းထက်ချက်ခွာလိုက်ပါလာပြီးသူတို့တွေကကြီးပြားတွေနဲ့မြေချိုးမှုတွေကိုကိုင်ဆောင်ကဘလုံးမှာရုပ်ထက်မနိုင်တော့တဲ့ကောင်းကင်ပြပြပိုက်ကိုကြီးတခုလိုအားလုံးကိုဝင်းရပိတ်ဆို့ဖို့ရောက်ရှိလာကြပါတယ်။စစ်ဆိုင်ကတော့အကျဉ်းရဲ့ပြင်ဘက်ကနေပြီးဘူကွာပန်ကိုကင်ကလှမ်းအောင်လိုက်ပါတော့တယ်။ဒီထားပါအောင်။ဒါကတို့ရဲ့မိုးဘေးကြီးပဲ။ဒီစကားကိုကြားလိုက်ရတော့မှပဲကျွန်တော်လည်းတက်ပြစ်ချနိုင်တော့တယ်။အားရဲ့အလွယ်တော်ပြီးသားပါပြီတဲ့။မိုးဘေးကိုဘယ်လိုဆောက်ရှောက်ရမလဲဆိုတာသိသေးတာပဲလို့တွေးနေတော့ရှိသေး။စစ်ဆိုင်ကဆက်ပြောလိုက်တာကတော့မိုးဘေးရဲ့ဝိညာဉ်လင်းစင်တောင်းအောင်ထီတော့မရိုက်တဲ့ဆိုတဲ့စကားပါပဲ။ချစ်ဆိုလိုပဲကျွန်တော်မျက်နှာပေါ်မှာဒေါသရိပ်ရောင်တွေဖြစ်ပြေးသွားခဲ့ပါတယ်။ဒီလုံတောင်နဲ့ဂျီအမီသားစုဟာမိုးတဲ့မြေလိုမတက်ကြဘူးဆိုတာတကယ်ပါပဲ။အခုတော့မိုးဘေးဖြစ်တဲ့ကျွန်တော်ကတော့သူတို့ကအလုပ်ပဲပေးကြတော့ပါဘူး။တို့ကျန်တဲ့ဒီတာအိုဆရာဟာကျွန်တော်ရှိကိုရောက်လာပြီးတော့သူ့ရဲ့လက်ထဲမှာလည်းမတဲ့စာရွက်တစ်ယောက်ကိုကင်ထားပါတယ်။ဝါရောင်ပဲတဲ့စာရွက်ကကျွန်တော်စီကိုတဲတဲမဲမဲပြန်သလာတယ်။အဘိုးစိတ်မကောင်းပါဘူး။ဒါကအဘိုးကိုယ်တိုင်ပို့ဆက်ထားတဲ့လက်ခံရေးပဲတဲ့စာရွက်ပါ။ဒီနေ့မှာဒါကိုအဘိုးပေါ်မှာပြန်သုံးပြီးလိုက်ပဲလို့ကျွန်တော်မသိထားခဲ့မိဘူး။ဒါကိုမြင်လိုက်ရတဲ့အခါကျွန်တော်ကလက်သီးကိုချစ်ချစ်ပါအောင်ဆုပ်ပြီးအားနဲ့ဝေးရလိုက်ပါတယ်။ဒီကုန်းတစ်ပတ်ကနေလက်ပေါင်နဲ့စွမ်းရည်တွေပန်းထွက်လာပြီးဒီပဲတဲ့စာရွက်ကိုချစ်ချစ်ပဲအပုတ်ချပြလိုက်ပါတယ်။ပြီးတော့တရက်ပြက်ချောင်းလိုက်ပြီးတောင်လို့ရှိကိုတို့ကဖက်ဖက်လူရဲ့ရေဘက်ကိုလက်ဝါးနဲ့အဖဖရဲချလိုက်ပါတယ်။ကျွန်တော်ရဲ့ကြောက်ရွံ့မှုတွေကိုသုံးပြီးကျွန်တော်ကိုပြန်တိုက်ခိုက်ဖို့ဆိုတာမင်းတို့မှရေးချင်းမရှိသေးပါဘူး။အဲ့နောက်မှာတော့တစ်ဖက်လူဟာလွတ်ပြတ်သွားတဲ့ဆုံးတကောင်လိုပဲလွတ်စင်တက်သွားပါတော့တယ်။ဆုံးတကောင်လိုနောက်ကိုလွတ်စင်တက်သွားပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့အကြည့်တွေကလုံကြီးစီကိုဟိုပဲကြည့်လိုက်ပါတယ်။လုံထဲကနေဝိုင်းဘက်ပြေးထွက်လာပြီးကောင်းကင်ရတဲ့ကိုလက်သီးတစ်ချက်ပြစ်သွင်းလိုက်တဲ့အခါကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာလင်းလို့တကောင်လိုမျိုးပြန်သက်ထွက်ခွာသွားပါတော့တယ်။အချိန်ကဘသူ့ကိုမှစောင့်နေပါဘူး။ပြညံတွေရဆိုရင်တော့လုံတော်ရဲ့မျိုးဆက်ရန်ပီကြီးတွေဟာအလိုပဲဆွတ်တက်ကြပါတယ်။အခုလက်ရှိကျွန်တော်ရဲ့ပြန်သက်ကြီးစစ်သူကြီးအလဲလက်အစ်အစွမ်းတဲ့ကတော့လုံးဝကိုမလုံလောက်ပါဘူးအခုချက်ချင်းသာအမြန်မပြေးရင်တော့အဲ့ဆိုရင်ပြေးချင်တော့ပြေးလို့ရတော့မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပဲကုန်တင်ရန်နာဘော်ကအထူးတပ်ဖွဲ့ဝင်တွေဟာဒရေးတွေမျိုးချိုင်နေငေးကြည့်နေကြရပါတယ်ညကြည့်မြန်မြောင်းထဲမှာဖြည်းဖြည်းချင်းပျောက်ကွယ်သွားတဲ့ထိုအရိပ်ဒီတစ်ခေါက်တာဝန်ကရှေးအောင်ပစ္စည်းတစ်ခုကိုရှာဖို့လို့ပြောခဲ့တာမဟုတ်ဘူးလားအဲ့ပဲအသက်6အကျော်ချင်းရှိနေပြီဖြစ်တဲ့ဒီဖြီးလွှတ်နေရအလောင်းကြီးကိုရှေးအောင်ပစ္စည်းလို့ခေါ်လို့ရပါဘူးလားအောက်ဘက်မှာတော့ကျွန်တော်ကိုရှာဖွေဖို့ရတဲ့လူတွေပြုံလိုက်လှူရှားနေကြပါပြီဒါကဖောက်ကောင်တကောင်ကိုလိုက်ဖမ်းနေရတယ်မကပါဘူးဒါကငကားချတော်ရဲ့ကိုတိခါနဲ့တိုင်းပတ်သက်နေပါတယ်ကျေးဒီလောကတွေကချားသူတွေကငကားကြောက်တော်ရဲ့လက်ဆရာကိုယ်တိုင်ကဖုတ်ကောင်ဖြစ်သွားပြီဆိုတာကိုသိသားကြမယ်ဆိုရင်ဒါကဘလောက်တော့ကိုသိကကြားဆရာကောင်းနိုင်မလဲရှစ်ဆဲရဲ့လက်ရှိမျက်နှာအမူအရာကတော့တော်တော်လေးကိုပြန်ရနေပါပြီကောက်ကျင်ဟာဟာလာဟင်းလေးပြည့်နေတဲ့ပေါက်ကြီးကိုကြည့်ပြီးသူကတိုးကျင်းတဲ့အတန်နဲ့ဆွဲချဲကြောင်းတော်ကတပည့်တွေအားလုံးအများဆုံးဆုတ်ခွာကြဖို့အမိန့်ပေးလိုက်ပါတယ်ဘိုးဝီရဲ့ဆွမ်းရတွေကတော့ဒီချမ်းစီကိုရောက်နေပြီထင်တယ်ဘယ်လိုတွေကသူ့ရဲ့ပြန်ပဲမဟုတ်ကြဘူးအခုတိုင်းခိုင်းကိုပြတ်သွားပြီးဒီကြောင်းကိုတင်ပို့လိုက်မယ်တဲ့သူတွေကတော့ဘိုးဝီရဲ့ခြေရလက်ရကိုဆက်ပြီးရှောင်ပေးကြပါအဲဒီတော့သူကတာဝန်ခံစီကိုသွားပြီးဒီကိစ္စကိုလုံးဝလျှို့ဝှက်ထားရမယ်အပြေကိုပေါက်ချလို့ဖြစ်ဘူးလို့ညကြရေးမှုကိုအလေးနဲ့ပြောလိုက်ပါတယ်အဲဒီစကားကြားတော့ညကြရေးမှုကခေါင်းချင်းပြပြီးကြီးရက်ကိုတစ်ချက်ပြေးပြေးရှိုက်ကခုံးခွေတွေကိုပြေးပြေးချင်းပုတ်ထုတ်လိုက်ပါတယ်သူ့မျက်လုံးတွေကိုတိတိကျကျကြည့်ပြီးရတော့မှာတော့ခေါင်းတွေတော့တုံရင်နေကြပြီကျွန်တော်တို့ပူပေါင်းပါမယ်တေချာပေါင်းပူပေါင်းဆောင်ရွက်ပါမယ်လို့ပြောလိုက်ကြပါတယ်ဒါပေမဲ့ဆရာကြီးဒီယာကတကယ်ပဲခင်ဗျားတို့ရဲ့ရှစ်ဆက်ကတည်းကလေးတဲ့မျက်နှာနဲ့ခေါင်းကိုလေးနဲ့ကြည့်ပါလိုက်ပါမယ်ရဲအဝင်းရုံကိုဝစ်စင်ထားပြီးရုပ်ရည်ကလည်းအုံလူပကြီးကားတဲ့အတိုင်းထပ်ထူကြနေအောင်မလို့ဒါတကယ်ကိုပဲကျွန်တော်တို့ရဲ့ရိုက်တောင်ရွှံဘိုးပဲအစ်စ်ပန်ပါလို့ပြောပါတယ်ဒီနေရာရောက်တော့သူကဘေးနားမှာဖန်ခံထားရတဲ့တောင်မူထမ်းကိုလောတာတကြီးနဲ့စိုက်ကြည့်လိုက်ပြီးဒီလူစုတစ်ခုခုကြာစီထားသိကြတယ်ရှင်တွေကထူးဆန်းတာပြောင်းလဲသွားပြီးအခုကျွန်တော်ခိုင်းကိုအပြည့်ပြည့်ပြီးဒီမှာဖြစ်ခဲ့တဲ့ကိစ္စရပ်တွေကိုအကြောင်းကြားပါမယ်ကျွန်တော်ရင်တော့ပြပြပါအောင်ဝန်ကြီးကြီးဆိုင်သွားပါညကြရေးဦးကခေါင်းချင်းပြလိုက်ပေမဲ့လည်းဒီနေ့သူကြုံတွေ့လိုက်ရတဲ့ရိုက်ခတ်မှုကတော့မသေးလာပါဘူးသူမျက်နှာချက်ကိုချက်ပေါ်ကြည့်လိုက်မိတယ်အမလေးဒီလက်သီးချက်တာလူတယောက်ပေါ်တက်တက်ကျသွားမယ်ဆိုရင်တော့လူတစ်စုံလိုပဲအလွယ်တကူကျွတ်ချသွားမှအသေးချပဲလို့တွေးထိတ်လန့်သွားပါတယ်